Hello ဒီနေ့ကျွန်တော်တို့ရန်ကင်း high ပေါ့နော် rooftop ဘာမှာညစာလာစားတာဖြစ်ပါတယ် Hello ဟင်းပွဲတွေနဲ့ကနန်းပြော့မဆလာပစုံအသားလုံးကျော်ဝက်ကုတ်ထားခင်နဲ့တုံရန်ဟင်းကျော်တို့မှာထားပါတယ်ဒါဒီကနန်းပြော့မဆလာဒေတာတော်တော်လေးစားလို့ကောင်းပါတယ်တော့ကြောက်ဦးနယ်ပြီးရင်ဒါမဆလာအရတာနဲ့အဲ့လိုမျိုးရောပြီးချက်တာပေါ့နော်အဲ့လေဒါတော်တော်လေးဒါစားလို့အဆင်ပြေတယ်ဒါပစုံအသားလုံးကျော်လည်းကောင်းတော်တော်လေးစားလို့ကောင်းတယ်တော့ဒါပစုံရဲ့ပြီးပေါင်မုတ်အသားကက်ကြော်တာပေါ့နော်အဲ့လေဒါတော်တော်စားလို့ကောင်းပါတယ်ဝါကူတာခင်ကတော့ဒါတော်တော်လေးကိုဒါမပါတယ်ကျွန်တော်တို့တော့တိတ်စားလို့အဆင်မပြေပါဘူးအခုကျွန်တော်တို့စားပြီးတော့ဒါပြန်ပါတော့မယ်ဒီနေ့ဒါကျွန်တော်တို့လာတဲ့နေရာကဒါရန်ကင်းမြို့နယ်အောင်စရလမ်းမှာရှိတဲ့ဒါရန်ကင်း high hotel ဒါအပေါ်ဆုံးတက်နော်အပေါ်ဆုံးတက်မှာရှိတဲ့ရန်ကင်း high rooftop bar and restaurant နော်ဒီနေရာကဒါအပေါ်ဆုံး rooftop bar ဖြစ်လို့ဒါညဘက်လာစားရင်ဒါရှုခင်းလေးတော်တော်လှတယ်နော်အပေါ်တန်းကနေပြီးတော့ဒါဒီတောက်လျှောက်ကျရန်ကုန်မြို့ရဲ့မြင်ကွင်းကိုဒါမြင်ရတယ်အစားတောက်တွေကလည်းဒါစားရတာတော်တော်လေးဒါအဆင်ပြေပါတယ်